အဲ့တော့ business dining မှာကိုလှုပ်လိုက်တဲ့အပြုအမူအမှားတွေကြောင့်ကိုယာဒူးတိုးမဲ့အခွင့်အရေးတွေကနေမဆုံးရှုံးရလေအောင်ဒီပြုအမူ၃ရက်ကိုလုံးဝမလုံးမိအောင်ရှောင်ကျဉ်ကြည့်ပါရှင်ပထမဆုံးတစ်ချက်စပွဲပုံမှာတရောင်စစ်ကိုတင်လိုက်ခြင်းတရောင်စစ်တင်တာကကျမတို့စကားပြောတဲ့အခါမှာ body language အရာ power ကိုထုတ်ပြတဲ့အနေနဲ့ business dining မဟုတ်ဘဲနဲ့ကျမတို့ business meeting table ဆိုရင်တော့တရောင်စစ်ကိုတင်ပြီးတော့မှကျမတို့ power ထုတ်ပြီးတော့စကားပြောခြင်းကဒါအကောင်းမွန်တဲ့ behavior business behavior တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ business dining မှာဆိုရင်တော့ကျမတို့ elbow on the table ဒီကျမတို့အစားတောက်စားတဲ့အခါမှာယဉ်ကျေးတဲ့ပြုမှုထက်ဆန့်ကျင်ဘက်ဖြစ်ပြီးရိုင်းပြတဲ့ပြုမှုဖြစ်သွားနိုင်တဲ့အတွက် business dining မှာဆိုရင်တော့ကျမတို့ elbow on the table အလုံးမြောက်ပြီးဆိုင်ရပါမယ်။အဲ့ဒီရှောင်ကျဉ်တဲ့အချက်ကတော့ဖုန်းကိုစပွဲပေါ်မှာတင်လိုက်ခြင်းပဲဖြစ်ပါတယ်။အဲ့တော့ကျမတို့တယ်လီဖုန်းဒီကျမတို့စပွဲပေါ်မှာတင်လိုက်မယ်ဆိုရင် business dining တွေမှာဆိုရင်ဖုန်းလာတာမျိုးပဲဖြစ်စေ vibration silent ကနေ vibration ဖြစ်နေရမျိုးပဲဖြစ်စေ meeting တွေလုပ်တဲ့အခါစကားတွေပြောတဲ့အခါမှာအနှောက်အယှက်ဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့ကျမတို့ရဲ့ business dining မှာဆိုစပွဲပေါ်မှာဒုတိယမတင်တဲ့အားဖုန်းတွေဖြစ်ပါတယ်ဖုန်းတွေဒီကျမတို့ silent mode လုပ်ထားပြီးကျမတို့ရဲ့ပတ်စံအိတ်ထဲမှာပဲထည့်ထားတင်ပါတယ်ပတ်စံအိတ်ထဲမှာထည့်ထားမယ် silent လုပ်ထားမယ်ဆိုရင်တော့ကျမတို့ professional sense နဲ့ business meeting ကိုဆက်ပြီးတော့စားတော့ဝိုင်းမှာလုပ်လို့ရပါတယ်မဟုတ်ဘဲနဲ့ကျမတို့ကဇပွဲပေါ်မှာဖုန်းတင်ထားခြင်းနဲ့ exception တွေနဲ့အားချန်ကောတွေလာဖို့ရှိတယ်ဆိုရင်တော့ဒီဖုန်းကိုကျမတို့က screen ဘက်ကိုလှည့်ထားတာမဟုတ်ဘဲနဲ့ screen ကိုမှောက်ရက်သားအနေထားနဲ့ချထားပြီးတော့မှကျမတို့ vibrate မှုလုပ်ထားမယ်ဆိုရင်တော့ဒါကျမတို့ဖုန်းကို table ပေါ်မှာတင်ထားလို့ရတဲ့အနေထားဖြစ်ပါတယ်နံပါတ်3ရှောင်ကျဉ်တဲ့အရာကတော့ကျမတို့အမျိုးသမီးတွေဖြစ်ခဲ့ရင်အတန်ကြိုက်လွန်ပြီးတော့မှအလှကြိုက်လွန်ပြီးတော့မှဒီ dining table ပေါ်မှာကျမတို့နှက်ခမ်းတွေထုတ်ဆိုးတာ dining table မှာပဲကျမတို့ရေမွေးတွေထုတ်ဖြန်းတာ screen bed တွေထုတ်ရိုက်တာမျိုးကိုလည်းကျမတို့ရဲ့ personal curls တွေကိုလည်းဒီ dining table မှာမလုပ်သင့်ပါဘူးကျမတို့စကားပြောနေနေဖြစ်စေခဏ break time မှာပဲဖြစ်စေတကယ်လို့ပြန်ပြီးတော့ reapply လုပ်ချင်တယ်ဆိုရင်တော့ကျမတို့ restaurant ကိုသွားရမှာဖြစ်တယ်မဟုတ်ဘဲနဲ့ကျမတို့ဒီ table ပေါ်မှာပတ်စံအိတ်ထဲကနေထုတ်ပြီးနှက်ခမ်းတွေကို dining table မှာပဲ business dining table မှာပဲထုတ်ပြီးဆိုလိုက်တာရေမွေးတွေကိုပြန်ဖြန်းတာမျိုး cream bed တွေကိုထုတ်ရိုက်တာမျိုးကိုလည်းကျမတို့လုံးမိသွားတယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ business impression အရာတစ်ဖက်သူတွေရဲ့အမြင်ထဲမှာကျမတို့ကရိုင်းပြစွာပြည့်မှုလိုက်တယ်လို့သုံးသပ်သွားနိုင်ပါတယ် Creativeness နဲ့ founder ဒီချက်ဤဝန်ခိုင်ဖြစ်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်